ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာကျွန်တော်ချစ်ကိုကြီးမေးထားတယ်အင်လိုင်းဖိုးတွေက100ကျော်နဲ့ဘာဘိန်းနေရလဲလိုင်းစင်ပါလေးဗီဒီယိုလေးနဲ့ပြန်ပေးပါအောင်ဆိုရယ်ချစ်ကိုကြီးတွေ့ဗျာကျွန်တော်ပြပေးမယ်နော်ဒီမှာတစ်ချက်ကျွန်တော်စိုက်မှာတော့ဒီကောင်လေးရှိပါမယ်နော်ဒီကောင်လေးက Honda Super 4လူကရှိုးတဲ့ Super 4လေးပဲဖြစ်ပါတယ်မော်ဒယ်ကတော့ကျွန်တော်တို့1009ဖြစ်ပါတယ်နော် A11 လိုင်းစင်ပါအင်လိုင်းဖိုးဆိုင်ကယ်လေးပဲဖြစ်ပါတယ်ကျွန်တော်စိုက်မှာအခုလက်တော်ရောင်းချဖို့ဒီဆိုင်ကယ်လေးရောက်ရှိထားပါတယ်နော်ဒီကိုနဲ့တော့ကျန်တဲ့ဆိုင်ကချင်းညီကိုမိတ်ဆွေလည်းကျွန်တော်ဒီဘိန်းလေးနဲ့မိတ်ဆက်ပေးပါမယ်နော်ဒီကောင်လေးကကျွန်တော်2009မော်ဒယ်ဖြစ်မယ်ရှေ့ drive နေပါရေကစားနော်မပါသေးဘူးဒီမှာကျွန်တော်ကြည့်လို့ရတယ်နော်ရှေ့တာယာနေထားဆိုလည်းကျွန်တော်90ရာခိုင်နှုန်းလောက်ကျန်သေးတယ်ဖောက်လေးမှာတော့အနေငယ်ဒီလိုပြုတ်လေးတော့ပါမယ်နော်ဒီမှာသူ့ရဲ့ဖောက်သေးကားကြီးပါရေကစားပါသေးရဟွန်းနှလုံးနော်ဖောက်တွေပါရေ CEO စိတ်မရှိဘူးဗျာနော်သူ့ရဲ့ကျွန်တော် single တွေပါရေကစားမှန်သေးရနော်ဒီမှာ show မိတ်ဂျပန်နော်နောက်ထိန်မုံတော့ origin နဲ့မီးခွက်တွေပါရအတိုက်ခိုက်နာစာပုံစင်းနာစာလွတ်မယ်နော်ဝါတာသူကမရှိဘူးဗျာနော်တိုင်ခွက်နေထားသူပါတဲ့ကီလိုလေးဆိုရင်ကျွန်တော်တို့နည်းနည်းလေးပဲရှုံမယ်နော်3600ကျော်ပဲရှုံမယ်3600ကျော်ဒီကောင်လေးမှာကလက်ကင်ဟန်တယ်လေးတော့ပြောင်းထားရနော်ဟန်တယ်လေးတော့မမှန်ဘူးဘိန်းတစ်စီးလုံးအင်ဂျင်ဖွင့်လက်ကျွန်တော်တို့အတိုက်ခိုက် ECU တိုင်းအုပ်မှန်ကန်ကြောင်းကျွန်တော်အာမခံပေးပါရနော်ဒီမှာသူရဲ့စတစ်ကာလေးကသာလှပါသေးရနော် Chase Box ကနေထားဆိုလည်းကျွန်တော်အပြည့်ရှိပါသေးရဲ့နောက်တာယာအနေထားဆိုရင်တော့90ရာခိုင်နှုန်းတော့ကျန်သေးရနော်ပြူပြဲနေရပဲအီသောလေးတော့အနေငယ်တော့ဒီလို7ကာလာအယောင်လေးပေါက်နေရပါနော်နည်းနည်းလေးတော့အီသောလေးပြောစရာရှိမယ်ကျွန်တော်နောက်ကဟန်တယ်လက်ကင်လေးတော့နော် original ကိုင်းလေးတော့မဟုတ်တော့အဲ့ဒါလေးပဲနော်ကျွန်တော် net တွေပါကစားလာသေးရအော်တိုတစ်ချောင်းနဲ့စီးရမယ်အင်ဂျင်ကန်းအနေထားဆိုလဲကျွန်တော်လုံးဝကြည့်တော့ရှင်းနော်ကလောက်နေပါကစားနော်လုံးဝအတွင်းကန်းနေပါဆိုလဲဖွင့်လက်မပါဘူးအယူစိတ်မပါဘူးနော်အီသောပန်းခွေးပါကစားနော်အင်ဂျင်ဖွင့်လက်တိုက်ခိုက်မရှိကြောင်းကျွန်တော်အာမခံမှုအပြည့်နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်နော်ဒီဘာကြီးကစားတော့မမာသေးဘူးနော်စီးလေးတော့ဒီမှာအနေငယ်တော့ပါတယ်ဒီဟာလေးကကျွန်တော်ဗီဒီယိုထဲမှာတစ်ခါပြပေးအောင်နော်ကျွန်တော်ကဒါနောက်ဆေးမဝင်ခြင်းလို့ပေါ့နော်ချဲကဆာမကြီးကြိုက်ပြီဆိုရင်ကျွန်တော်နောက်ဆေးဝင်ပြီးတော့ရောင်းပေးမှာဖြစ်ပါနော်ဒါကတော့အော်သေးပြတ်မှာဆိုလို့ကျွန်တော်ရောင်းအော်သေးပြတ်မှာဆိုလို့မလုပ်ဘူးဒီတိုင်းအမြင်လေးတိုင်းရောင်းပေးမယ်တောင်ပန်တွေပါမှန်သေးရနော်အင်ဂျင်ဖွင့်လက်တိုက်ခိုက် ECU တိုင်းအကျော်ခွအာမခံပေးမယ်နော်စတက်လေးဆိုလည်းကျွန်တော်တီနိုးလေးပဲနော်လုံးဝနော်မော်ဘီရှိုးလုံးမှာ Honda CB 400လေးရှိပါမယ်နော်စိတ်ဝင်စားလို့ကျွန်တော်ဝယ်မေးမြန်းချင်ပါကကျွန်တော်ဆိုင်ဖုန်းနံပါတ်08144356နဲ့399941636333 Viber ကိုပဲပြည့်ဖုန်းဝယ်ပြအားမနာတဲ့စိတ်ကြိုက်ဆက်သွယ်မေးမြန်းဝယ်ယူအားပေးနိုင်ပါတယ်နော်ဒီကိုတွေအားလုံးကိုကျေးဇူးပါ